ဟမ်ဘာဂါဆိုတာလဲကဘာပေါ်မှာမတိတဲ့သူမရှိတဲ့လောက်ပါပဲဒါပေမဲ့သူ့ရဲ့မူလအစကဘယ်ကလာတယ်လဲဆိုတာကြတော့အတော်လေးကိုရှုပ်ထွေးတယ်ကဲဒီနေ့တော့လေဒီလူကြိုက်များတဲ့အစားအစာနောက်ွယ်ကအငင်းပွားစရာဇလန်းကိုအတူတူလိုက်ကြည့်ကြရအောင်အဲ့ဒီမိကုံရဲ့အဖြေကလေထင်တယ်လို့မလွယ်ဘူးဗျဘာလို့လဲဆိုတော့ဟမ်ဘာဂါကိုငါတို့တီထွင်တာဆိုပြီးပြောနေတဲ့သူတွေကအများကြီးပဲပြီးတော့တယောက်မှလည်းကိုပိုင်ဇလန်းကိုစီနေပဲကဲဒီစုံစမ်းစစ်ဆေးမှုကိုဘယ်ကစကြမလဲဆိုတော့အရင်မြစ်ဖြစ်တဲ့16ရောက်စုဂျာမနီနိုင်မဲ့ဟမ်ဘာမြို့ကိုပြန်သွားကြည့်အောင်ဟုတ်ပါတယ်ဟမ်ဘာဂါရဲ့ဇလန်းကဥရောပကနေစခဲ့တာပါအခုခေတ်ဟမ်ဘာဂါဆိုတဲ့ပေါင်မုံညက်မပေါ်ခင်ကတည်းကလီဟမ်ဘာဂ်စတစ်ဆိုတာရှိခဲ့တယ်အဲ့ဒါကဘာလဲဆိုတော့နုံနုံစင်းထားတဲ့အမဲသားကိုဟင်းခတ်အမွေကြိုင်လေးတွေနဲ့နယ်ပြီးအပြားလေးလွတ်ပြီးကြော်ထားတာပေါ့ဒီအသားပြားကပဲဟမ်ဘာဂါရဲ့အဓိကအသက်သွေးကြော်လို့ပြောလို့ရတယ်အဲ့ဒီဟမ်ဘာဂါစတိတ်ကအတလန်တစ်ကိုဖြတ်ပြီးအမေရိကန်ကိုရောက်လာတဲ့ခါမှာတော့အဓိကမေခွန်ကြီးတစ်ခုပေါ်လာတော့တာပဲဒီအသားပြားကိုပါမုံနှစ်ခုကြားထဲမှာဘသူကအရင်ဆုံးညှက်ထဲလိုက်တာလဲဆိုတာပေါ့ဟုတ်တယ်တကက်ပဟီလီကဒီညာကနေစတာကဲဒါဆိုရင်ကျွန်တော်တို့ရဲ့အဲဒီကတန်ရာရှိသူတွေကိုတစ်ချက်ကြည့်လိုက်ကြရအောင်တယောက်ချင်းစီရဲ့ဇလန်းကိုလေစုံစမ်းစစ်ဆေးရေးမှတန်တကူလိုပဲလိလာကြည့်ကြမယ်ပထမဆုံးတန်တရားရှိသူကတော့ Louis Lunch Bar ဇလန်လီကဒီလိုပြ1900ပြည့်နေမှာပေါ့40တယောက်ကအရင်အလင်းလုံးနေရော Louis Lesson ကသူ့ရဲ့အသားပြောက်ကိုပေါင်းမုံနှစ်ချက်ကြားထဲညပေးလိုက်တယ်အဲ့လိုမတော်ဆာလွတ်လိုက်ရကန်ဒီတီထွန်မှုကြီးတစ်ခုဖြစ်သွားကြတယ်လို့ဆိုပါတယ်နောက်တစ်ခွက်ကတော့ Manchester Eco တွေပါသူလို့ဇလန်ကတော့1885ခုနှစ်ကပွဲတော်တစ်ခုမှာဖြူခဲ့တာတဲ့ဝတ်တူချောင်းရဲပေါင်မို့ရောင်းနေရင်ဝတ်သားကုန်သွားလို့အမဲသားနဲ့အစားထိုးလိုက်ရကနေဟမ်ဘာဂါဆိုတာဖြစ်လာခဲ့တယ်လို့ပြောကြတယ်တတိယမြောက်အဆိုပြုချက်ကတော့ Texas ပြည်နယ်ကလာတဲ့ Fletcher Davis ပါသူကတော့1880ပြည်လိုနေဒီလောက်ကတည်းကသူ့ရဲ့နေလေစားဆိုင်လေးမှာအမဲသားပြားညက်ပေါင်မွန်ကိုရောင်းနေခဲ့ပြီလို့ဆိုပါတယ်ဒါပေမဲ့လေတကယ်ကြတော့ဘသူကအရင်တီထွင်ခဲ့တယ်လဲဆိုတာအရေးမကြီးတော့ကောင်ကိုဟမ်ဘာဂါကိုကဘာကျော်ဖြစ်သွားစေခဲ့တဲ့အဓိကအလဲပြောင်းကြီးတခုရှိရတယ်အဲ့ဒီကိုပဲဆက်သွားကြည့်ကြရအောင်အဲ့ဒီနေ့ကတော့1904ခုနှစ်ပါ St. Louis ကဘာကုန်းစီပြပွဲအဲ့ဒီပွဲတော်ကြီးကပဲဟမ်ဘာဂါကိုတနင်္ဂနွေလုံးထိအောင်လုပ်ပေးခဲ့တာတကယ်ကိုဟမ်ဘာဂါရဲ့တမိုင်းကိုပြောင်းလဲပြခဲ့တဲ့ပွဲတော်ကြီးတစ်ခုပေါ့ဒီတီထွင်မှုကလေကြီးလိုက်ရင်တော့အရင်ရိုးရှင်းတယ်ဒါပေမဲ့တကယ်ကိုတော်လန်တဲ့အတွေးခေါ်တစ်ခုပဲစဉ်းစားကြည့်လေပွဲတော်ထဲမှာရှောက်တောင်းနေတဲ့လူတွေအတွက်ပူပူနွေ့နွေ့ဟမ်ဘာဂါစတိတ်ကိုအလွယ်တကူစားလို့ရအောင်လုပ်ပေးဖို့အကောင်းဆုံးနည်းလမ်းကပါလေဟုတ်တယ်အသားပြားကိုပေါင်မုံညက်ချက်ချညက်ပေးတာပဲအဲ့ဒါကအကောင်းဆုံးဖြည့်ရှင်းချက်ဖြစ်သွားပြီးဟမ်ဘာဂါကိုကဘာကျော်ဖြစ်စေခဲ့တာကောကဲစုံစမ်းစစ်ဆေးမှုတွေအားလုံးကိုခြုံငုံသုံးသပ်ပြီးဆိုတော့ဟမ်ဘာဂါရဲ့တကယ်စမြတ်အပေါ်နောက်ဆုံးအခေကိုချမှတ်လိုက်ကြအောင်ဘာလို့လဲဒါဆိုနောက်ဆုံးအဖြေကဘာလဲနောက်ဆုံးအဖြေကတော့ဒီလိုပါပဲဟမ်ဘာဂါကိုလူတယောက်ထဲကတိထွင်ခဲ့တာမဟုတ်ဘူးဗျာဒါကချာမန်ဟမ်ဘာစတိတ်ကနေတတိဖေးပြောင်းလဲတိုးတက်လာတာပြီးတော့နေရာဒေသအသီးသီးမှာလူတွေကတစ်ချိန်နဲ့လိုမှာပဲဒီအထွေးခေါ်ကိုနီကိုအဟန်နဲ့ပေါ်ထုတ်ခဲ့ကြတာအဓိကအချက်လာတော့အဲ့ဒီအသားပြားကိုပမုံနဲ့ညှက်လိုက်တာကပဲလူတွေအငိုင်းကျိတ်လောင်လုံနိုင်ခဲ့တဲ့အဓိကစန်တစ်သီးထွင်မှုဖြစ်သွားတာပါပဲအဆုံးသက်အနေနဲ့ပြောရရင်လေဟမ်ဘာဂါကိုဘယ်သူတီထွင်ခဲ့တယ်လဲဆိုတာထက်ဘလို့အခြေအနေတွေကဟမ်ဘာဂါကိုဖြစ်ပေါ်လာစေခဲ့တယ်လဲဆိုတာကပိုပြီးတော့အရေးကြီးတဲ့မေးခွန်းဖြစ်နေပါတယ်ဟမ်ဘာဂါဆိုတာလူတစ်ယောက်ရဲ့တီထွင်မှုမဟုတ်ပဲအချင်းအခါကြိုက်ပေါ်ပေါက်လာခဲ့တဲ့အတွေးရခေါ်တစ်ခုပါပဲ